ကဲအားလုံးပဲမင်္ဂလာပါနော်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒူလီကိုချိုင်း channel ကနေပြီးတော့အောင်သောကိုရီမာတွေဦးလေးတွေအတော်တွေဒူတယောက်မကျင်ပြန်လည်တွေ့တွေ့သာကြိုဆိုလိုက်ပါတယ်ကဲအောင်သောကိုရီမာတွေမင်္ဂလာပါဝင်လာတဲ့ကျွန်တော်ရဲ့ဒီ YouTube channel ကိုချိုင်း channel တစ်ကလေးကို subscribe မလုပ်ရသေးဘူးဆိုရင် channel တစ်ကလေးကို subscribe လေးနှိပ်မယ်နော်ကဲဒီ channel လေးဒီဒါကျွန်တော်ရဲ့ channel တစ်ကလေးပါပထမ channel ကောက်တွေကကျွန်တော်ဘန်းခံထားလို့ဒီ channel ရနေပြီးတော့ပဲနေတိုက်ကလေးတွေကျွန်တော်ရဲ့ကိုရီမာတွေလူဟောလူသက်ကိုရီမာတွေအကုန်လုံးဒါဒီဗီဒီယိုဖိုင်နေနဲ့မှာပဲကျွန်တော်တခါပြောပေးမယ်နော်ဒီ channel ကနေပြီးတော့ပဲကျွန်တော်နေတိုက်ကနန်းလေးတွေကိုပုံမှန်အမြဲတစေတင်ပေးသွားမှာဖြစ်တယ်အဲ့တော့အောင်သောကိုရီမာတွေလူသက်လူဟောင်းကိုရီမာတွေခုမှတွေ့လို့ချက်လို့ခင်လို့အားပေးမယ်ဆိုတဲ့ကိုရီမာတွေအားလုံးပဲ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် channel လေး subscribe လေးနှိပ်မယ် like လက်မလေးနဲ့ဗီဒီယိုဖိုင် like show လေးကိုပြီးဆုံးနိုင်အောင်ကြည့်မယ်ဒီတစ်ပတ်မှာလုံးဝအရှုံးများနေပါဆိုတဲ့အကိုရီမာတွေဦးလေးတွေအတော်တွေနော်ဒီဗီဒီယိုဖိုင် like show လေးကိုပြီးဆုံးနိုင်အောင်လိုက်ပြီးတော့ကြည့်ပါကျွန်တော်လည်းဒီရက်ထဲနေမကောင်းဖြစ်နေရတဲ့ပဲဗီဒီယိုဖိုင်လေးတေချာမတင်ပေးပြဘူးเนาะအားလုံး black ပြန်နေကုန်မှာတကွာကောင်းလေး share ထိထိမိမိစင်ပြအောင်တော့ဆိုပြီးတော့ကျွန်တော်ဘက်ကနေပြီးတော့ဖြစ်နိုင်နေကြတဲ့ဖြစ်နိုင်ခြင်းနဲ့ကြားနိုင်နေအများဆုံးရှိတဲ့ကဏ္ဍလေးကျွန်တော်ရွေးချယ်ပြီးတင်ပေးမယ်เนาะအဲ့တော့အောင်တော့ကိုရီမားရဲ့ရုံဒီမဲ့ like ထိုးမယ်ဆိုတဲ့ကိုရီမားရဲ့ဗီဒီယိုဖိုင် like show လေးကိုပြီးဆုံးနိုင်အောင်လိုက်ပြီးတော့ကြည့်မယ်ကဲအဲ့ဒါအောင်တော့ကိုရီမားเนาะကျွန်တော်တို့မနက်ဖြန်အတွက်ကိုအဓိကဘာကဏ္ဍကွက်တွေအဓိကအားကောင်းလဲဆိုတာရယ်เนาะတနေ့တာမှာဘာတက်ဆိုင်လေးအဓိကထားပြီးစော့မယ်ဆိုတော့ကျွန်တော်ပြောပြပေးမယ်เนาะဒီဘက်မှာ6ကတော့လုံးဝတောက်လျှောက်ကိုသွားနေတာเนาะ60 36 68 6ပူเนาะပြန်ကြရရောအပူးတွေရောเนาะအဲ့လိုအခါမျိုးတွေမှာမနက်ဖြန်နေကုန်မှာဘာကဏ္ဍကွက်ကိုအဓိကထားပြီးတော့တည်ဆော့မယ်ဆိုရင်အောင်တော့ကိုတွေမှာဗီဒီယိုဖိုင် like show လေးပဲမှာပြောမယ်ပြီးဆုံးနိုင်အောင် like ပြီးတော့ကြည့်မယ်မနက်ဖြန်နေကုန်မှာအဓိကထားပြီးတော့စော့တဲ့နဲ့ဒါတောက်ကြနေပွဲသိမ်းเนาะ26ရက်နေ့အတွက်ပေါ့ပွဲသိမ်းနေကုန်မှာအဓိကအားဖြင့်စော့တဲ့နဲ့ပတ်တီ1ပတ်တီ10ပတ်တီ18ပတ်တီเนาะ18ပတ်တီကိုဒါကျွန်တော်ဘက်ကနေပြီးတော့အကြိုက်ဆုံးယူအနေနဲ့ကျွန်တော်ရွေးချယ်ပေးထားတယ်ကြိုက်နေတတ်မယ်ဆိုတဲ့ကိုဒီမားလေးယူဆော့ပါเนาะမကြိုက်နေမနေတတ်ဘူးဆိုတဲ့ကိုဒီမားလေးကိုကြိုက်နေတတ်ရရှိတဲ့ကဏ္ဍလေးယူဆော့ပါအဓိကအားဖြစ်တော့ဘာကိုပြောချင်လဲဆိုတော့เนาะဆော့မယ်ဆိုရင်အဓိကအားဖြင့်1ပါတော့ကဏ္ဍ10ပါတော့ကဏ္ဍဥသာပေးပြီးဆော့ပါ1ပါတော့ကဏ္ဍ10ပါတော့ကဏ္ဍဥသာပေးပြီးဆော့ကီးပိုင်ပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်လုံးမိုင်ပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်တစ်ရှစ်ဝမ်းလေးလေးနဲ့ကပ်ပြီးတော့ဆော့ပါလို့ကျွန်တော်ကိုရှင်းရတော့ချန်နယ်ပေးခြင်းတယ်เนาะတင်းနဲ့ပတ်သက်ပြီးတော့ဘာကဏ္ဍကွက်ကလေးတွေ live ပြီးတော့ဆော့မလဲရွေးချယ်ပြီးဆော့မလဲဆိုရင်ကဲအောင်တော့ကိုဒီမှာတစ်ချက်တော့ live မှာတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်မှာနေ့တိုင်းပုံမှန်ဆော့နေရတိုင်းလေးပဲเนาะပတ်တိ live မဆော့နိုင်ဘူးဆိုကိုကျွန်တော်တို့ညီမတို့တော့ရွေးကွက်ကလေးပဲဆော့ခြင်းတယ်ဆိုတဲ့ကိုဒီမှာလေးကဲ live မှာတင်းနဲ့ပတ်သက်10 15 1ခွန်เนาะတင်းနဲ့ပတ်သက်10 15 1ခွန်ရှင်းနဲ့ပတ်တိုင်း80 85 8ခွန်နော်ရှင်းနဲ့ပတ်တိုင်း80 85 8ခွန်နော်ဒါတစ်ရှစ်ဝမ်းကြီးနဲ့မလက်ဖြန်နေကောင်မဒီကတားခါထားပြီးဆော့ပါနော်တိုင်းနဲ့တတ်မယ်ဆိုတဲ့ကိုရီမားတွေယူဆော့ပါယူကလေးပဲတိုင်းမယ်ဆိုရင်ယူကလေးပဲယူဆော့ပါတစ်ရှစ်ဝမ်းကြီးကို10 15 1ခွန်80 85 8ခွန်နော်ရှင်းနဲ့ပတ်သက်ပြီးတော့လဲ80 85 8ခွန်တင်းနဲ့ပတ်တိုင်း10 15 1ခွန်တိုင်းနဲ့တိုက်ရရှိတဲ့ကဏ္ဍလေးတွေကိုယူဆော့ပါမနက်ဖြန်နေကုန်မှာကိုရီမားတွေအားလုံးပဲတကွက်ကောင်းနဲ့အဆင်မပြေရသေးတဲ့ကိုရီမားတွေကိုအဆင်ပြေပြီးသားကိုရီမားတွေကိုမနက်ဖြန်နေကုန်မှာတကွက်ကောင်းနဲ့ထိထိမိမိအဆင်ပြေကြပါစေเนาะဒီဘက်မှာတော့ကဏ္ဍတွေကကြောက်တော့တယူကြာနေတာเนาะထုတ်ချင်တဲ့ကဏ္ဍတွေထုတ်ထွက်ချင်တဲ့ကဏ္ဍတွေထွက်ကြာချင်တဲ့ကဏ္ဍတွေကြာနေတာเนาะအဲ့တော့အောင်တော့ကိုရီမားတွေလုံးဝစိတ်မပြတ်ပါနဲ့ကိုဆက်ဆော့ကြရရှိတဲ့ကဏ္ဍလေးဆက်ဆော့ပါเนาะမနက်ဖြန်နေကုန်မှာကျွန်တော်အဓိကထုတ်ပေးတဲ့တစ်ရှစ်ဝမ်းကြီးလေးကိုဆော့ကြည့်ပါလို့ကြံပေးရယ်เนาะမနက်ဖြန်နေကုန်မှာအဓိကအဖြစ်တစ်ရှစ်ဝမ်းကြီးလေးကိုဆော့ပါနော်ကျိုင်းနေတတ်မယ်ဆိုတဲ့ကိုရီမားပတ်တီးလေးကိုတားကထားပြီးဆော့မယ်မတက်နိုင်ဘူးမဆော့နိုင်ဘူးရွေးကွက်လေးပဲဆော့မယ်ဆိုတဲ့ကိုရီမားတွေရွေးချယ်ပေးထားတဲ့ရွေးကွက်ကလေးတွေဖြစ်တဲ့10 15 1ခွန်ကိုရွေးချယ်ပြီးဆော့80 85 8ခွန်ကျိုင်းနေတတ်မရှိတဲ့ကဏ္ဍလေးတွေကိုဦးစားပေးပြီးရွေးချယ်ပြီးဆော့လို့ရတယ်နော်ကဲအဲ့တော့အောင်သောကိုရီမားတွေဂလက်ပါမနက်ဖြန်နေကုန်မှာတကွာကောင်းလေးနဲ့ထိထိမိမိဆင်ပြပါစေလို့ကျွန်တော်ကိုရှားစမအောင်တောင်းပေးပါရယ်ဗီဒီယိုဖိုင်လိုက်ရှုလို့ကျွန်တော်ကြားမလို့တော့ဘူးကျွန်တော်လည်းနေကောင်းဖြစ်နေတဲ့အတွက်နော်ကဲအဲ့တော့အောင်သောကိုရီမားတွေဂလက်ပါမနက်ဖြန်နေကုန်မှာတကွာကောင်းလေးနဲ့ထိထိမိမိစင်ပြရပါစေတောက်ကြနေပွဲသိမ်းနေကုန်မှာအမျက်တွေလုံးဝ share ရပါစေဆိုကျွန်တော်ဘက်ကနေ share ရပါစေလို့ကျွန်တော်ဘက်ကနေပြီးတော့စမအောင်တောင်းရင်လည်းဗီဒီယိုမှာ like show လေးကိုဒီမှာပဲ share ထားလိုက်မယ်เนาะကြရတော့ online ကိုတွေမှာတွေ goal ပါเนาะကျမ်းမာရေးလေး view ဆိုင်ကြပါ